နေကြပန်းကင်းနေပေါ့ဗျာကျွန်တော်ဘာမှတော့မဟုတ်ဘူးဗီဒီယိုလျှောက်ရရင်မင်းဘာမှမဟုတ်တယ်တိနေကြပန်းနေရတဲ့နေမင်းရှိတဲ့ဘက်ကိုပဲမျက်နှာမူတယ်တဲ့ဒါပေမဲ့နောက်တစ်ယောက်ဘက်ကိုတော့မျက်နှာမူတယ်တစ်ချိန်တော့သူမကတော့ခြားတစ်ယောက်ဘက်ကိုမျက်နှာမူသွားပါတယ်ဆွဲကြမယ်လေဘယ်လိုလဲလေးဟာရှိုက်တယ်ဒီနေ့ရိုင်းမလားဒီနေ့ရတာပေါ့ပန်းမှုကြားလေးမှာမင်းခန္ဓာကိုယ်လောင်းတဲ့ပန်းဒီရရ